တော့ငယ်ချင်းတွေကိုပဲဒီချက်ကျွေးမယ်နော်ဒီပဲဒီကကြတော့ဘာချက်ရွှေတာတဲ့အနေနဲ့ဒီတစ်မျိုးတည်းနဲ့တောင်ဟစ်မိန်နေဒါကတော့ပဲဒီချက်ထဲမှာပါမယ်ပစ္စည်းလေးတွေပါဟုတ်ပြီအရင်နှစ်ဖြစ်ပြီဆိုတော့အရင်ဆုံးစကြော်မယ်နော်ပထမဆုံးအနေနဲ့စီထည့်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့စက်သွန်ပြူနဲ့စက်သွန်နီကိုထည့်လိုက်တယ်စက်သွန်နီကိုစီနည်းနည်းလေးတက်လိုက်တယ်ဗောနော်ပြီးရင်တော့ဆက်ဆက်ကလေးစားချင်တဲ့သူကငရုတ်သီးလေးကိုမြ мян လေးထည့်လိုက်တယ်ငရုတ်တီးထည့်မယ်ငရုတ်တီးထည့်ပြီးရင်တော့ခင်းစင်ဒီကဓာတ်မရှိလို့ပေါ့နော်ဒီတိုင်းလေးခွဲပြီးရင်တော့ပဲဒီလေးထည့်တယ်အပြင်ဟိုကြော်ဒီကြော်လိုက်ပါတယ်ကြော်ပြီးလို့နည်းနည်းဟို9မိနစ်10မိနစ်လောက်ပေါ့နော်ထားတယ်ထားပြီးတော့စားတွေချုံမုံနေထည့်တယ်ချုံမုံကြိုက်တဲ့လူကတော့ချုံမုံမထည့်ပါနဲ့ပြီးရင်သူကဒီလိုပဲဟိုပြန်နယ်ပေးလိုက်တယ်ပေါ့နော်ပြန်လို့ဟိုလန်ဒီလန်ကြော်ပေးလိုက်တယ်ပြီးရင်တော့9မိနစ်10မိနစ်လောက်ဆိုရပြီပေါ့နော်ကျမရမ်းစားခြင်းနဲ့ပဲဒီချက်လေးရပါပြီရှင်